င်္ဂလာပါအခုတစ်ခေါက်တော့လေအယောင်လေးဆူဆူလေးနဲ့လှတဲ့ပန်းစီရင်းလေးပေါ့နော် premium ပိုးလေးပါအဖွင့်ကတော့သူကလိတ်ကိုမှတပင်နဲ့လိတ်ကလေးခတ်ပြီးတော့ချိတ်ကလေးရတယ်တပင်နဲ့ချိတ်ကလေးနဲ့သွားထားတာအရန်ချစ်ဖို့ကောင်းတယ်အယောင်ကတော့ဒီလိုမျိုးလေးပေါ့နော်ဗလဲမကမောက်ပြီးရင်းဘက်ကိုသွားတာမန်စုရောင်ခေါ်လားအဲ့လိုရောင်မျိုးလေးเนาะအယောင်ဆူဆူလေးနဲ့တအားလှတယ်သူက premium ပိုးလေးပါเนาะအသားလေးကတော့ဆူဆူညစ်ညစ်ကလေးပါဈေးနှုန်းလေးကတော့3500ပါเนาะဒီဥစ္စာလေးကPremier ပိုးလေးကိုတသိန်းကျော်လေးသုံးမယ်အသားအနာကောင်းတာလေးလို့မယ်ဆိုရင်ကိုက်ကလေးကလည်း9000တစ်ထွာကျော်ပါတဲ့အထည်ပါเนาะဒီကကိုက်လေးကြီးရယ်เนาะအယောင်လေးရမ်းလာတယ်ဆူဆူလေးအယောင်တော့လေးတွေပေါ့ဒါလေးကနံပါတ်က285လေးပါအတူတူပဲနှစ်အုပ်ထင်တယ်เนาะပန့်ချီကွဲရပါတော့ချိန်ရောင်ကွဲရယ်เนาะ86ပေါ့တရားလေးရတော့เนาะချိန်ရောင်လေးကွဲပါတယ်ဒါလေးက286လေးပါဒီသားလေးတွေကလက်ဆောင်ပေးလို့လည်းကောင်းတယ်တသိန်းကြော်လေးရှာတယ်ဆိုရင်ဒီလိုအယောင်လေးလှတယ်เนาะအယောင်ဆူဆူလေးနဲ့ဝတ်တဲ့သူကိုပို့ပြီးတော့နင်းနင်းလေးဖြစ်စေတဲ့အယောင်လေးပေါ့เนาะဒီဟာလေးအနှစ်အုပ်ရှိထားပါတယ်ရှင်လူချင်းအားပေးပါအောင်ရှင်